ဘာလို့လုပ်တာလဲဘာလို့လုပ်တာလဲဆိုပြီးတော့မေးထားတဲ့သူတွေအတွက်ဒီဗီဒီယိုလေးနဲ့ဖြည့်ပေးလိုက်မယ်နော်ကျမတို့ company ရဲ့နာမည်လေးကတော့မြန်မာလိုဆိုရင်တော့ဘဝနေကြီးလို့ခေါ်ပြီးတော့အင်္ဂလိပ်လိုဆိုရင်တော့ socialite လို့ခေါ်ပါတယ်ရှင်လုပ်ငန်းမျိုးစားအနေနဲ့ကတော့အသေးစားငွေကြီးလုပ်ငန်းပဲဖြစ်ပါတယ်ရှင်ဘာတွေလုပ်ဆောင်ရတာလဲဆိုလို့ရှိရင်တော့အမှန်တကယ်အလုပ်လုပ်ချင်စိတ်ရှိပြီးတော့မှတကယ်ကိုဘာလို့ရမယ်မှန်းလဲသိတဲ့သူအိမ်အောင်ရှင်အမျိုးသမီးတွေကိုမှကျမတို့ကရင်းနှီးငွေလေးထုတ်ပေးတဲ့လုပ်ငန်းပဲဖြစ်ပါတယ်ရှင်ဒီလုပ်ငန်းလေးမှာလာရောက်လျှောက်ထားလုပ်ကိုင်နေတဲ့သူတွေဒီလုပ်ငန်းစဉ်အနေနဲ့ကျမတို့နှစ်ပိုင်းရှိပါတယ်ပထမတစ်ခုကကျတော့ကိုကစကားပြောကောင်းတဲ့သူအများနဲ့ပြောဆိုဆက်ဆံတဲ့သူအပြင်မှာပဲသွားလာတာကြိုက်တယ်လွတ်လပ်စွာအလုပ်လုပ်ချင်တယ်ဆိုတဲ့သူတွေအတွက်ကတော့ကျမတို့စီမံရင်းနှီးငွေထုတ်ထားတဲ့အဖွဲ့ဝင်တွေစီကိုတွားရောက်ပြီးတော့မှငွေပေးငွေယူလုပ်ပေးရတဲ့စီးပိုင်းဝန်ဆောင်မှုလေးကျမတို့မှာရှိပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကစရင်အင်းပိုင်းကိုဝါသနာပါတဲ့သူစာရေးစာတမ်းတွေပြုစုရတာကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့ပြီးရင်ရုံးမှာပဲနေရတာကြိုက်တယ်ဆိုတဲ့သူတွေအတွက်ကတော့ရုံးပိုင်းဝန်ဆောင်မှုလေးတွေကျမတို့မှာရှိပါတယ်ရှင်ကျမတို့ဒီထက်အသေးစိတ်ပို့ပြီးတော့သိချင်တယ်ဆိုရင်တော့ socialite ရဲ့ website ဖြစ်တဲ့ www.socialite.microfinance.com မှာဝင်ရောက်ပြီးတော့အသေးစိတ်သိလာလို့ရပါတယ်ရှင်ဟောဒါနဲ့လာရောက်လျှောက်ထားမယ့်သူတွေကမြန်မာဝိစုံလေးတွေကိုထည့်ဖို့တော့မနေနဲ့နော်